ဒီနေ့ close compound nouns တွေကိုဆက်ပြီးလေ့လာပါတယ် nouns တွေကိုလေ့လာတဲ့အခါမှာ vocabulary လေးတွေလည်းပါတာဖြစ်လို့တစ်ဆက်တည်းလေ့လာဖြစ်ပါတယ် vocabulary အသစ်လေးပါတာဖြစ်လို့ဖြည်းဖြည်းချင်းစီလေ့လာသွားပါမယ်ဒီနေ့လဲ Zentangle ပဲဆွဲမှာပါ Zentangle ထဲမှာ Doodle ဖတ်သွားတဲ့ပုံစံမျိုးရွေးထားပါတယ် Doodle ဆိုတာကတော့စိတ်တစားဆန်တဲ့အမှုပညာမျိုးကိုပြောတာပါ abstract art လို့လည်းခေါ်ပါတယ်အချိန်2 နာရီပြီးတဲ့နောက်မှာတော့ရေလွတ်ပြီးသွားပါပြီDay 21 vlog ရတော့လောက်ပါပဲခင်ဗျာအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်